အခုကျွန်တော်ပြထားတဲ့ဗီဒီယိုဖိုင်ကတော့နီဘောနိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်တဲ့ချိန်မှာပြည်သူတွေကိုနီဘောအာဏာပိုင်တွေကလေရင်နဲ့ကယ်ဆယ်ရေးလုပ်ပေးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ရှစ်လပိုင်း26ရက်နေ့မနက်ပိုင်းမှာဒီနီဘောနဲ့တရုတ်နယ်စပ်မှာပေါ့နော်။အဆိုးဝါးဆုံးတဘာဝဘေးအန္တရာယ်ကြီးကြားရောက်ခဲ့တာ။တကယ်ကိုမှကျွန်တော်ကြောက်စရာလည်းကောင်းတယ်။အရင်တော့ကဆိုလို့ရှိရင်တော့ဒီနေရာကစိမ့်လန်းဆူပြေတဲ့နေရာတစ်ခုပေါ့နော်။အဲ့တော့ရေဖုံးလန်းသွားပြီးတဲ့နောက်ပိုင်းမှာနိုနှစ်တွေနဲ့ဖုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့မြို့ပြက်ကြီးတပွဲကိုဖြစ်သွားတာဗျာလူကလည်းအဲ့ဒီလိုမျိုးဖြစ်တဲ့ချိန်24နာရီတောတွင်းမှာလူထောင်ကျော်ပျောက်ဆုံးသွားတယ်နဲ့ကယ်ဆယ်ရေးတွေလုပ်တဲ့ချိန်မှာတော့ဒါတေဆုံးတဲ့သူ160ကျော်200ဝန်းကျင်လောက်ရုပ်အလောင်းတွေပြန်တွေ့တယ်ဆိုပြီးတော့အာဏာပိုင်တွေကသတင်းထုတ်ပြန်ထားတာအဲ့တော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒီနီဘောအာဏာပိုင်တွေကဒီကယ်ဆယ်ရေးကိုပေါ့နော်အစွမ်းတမန်စူးစမ်းပြီးတော့ကိုသူတို့လောက်တာပေါ့နော်ကျွန်တော်တို့ကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်တကယ်ကိုမှကျွန်တော်လေးစားစရာကောင်းတယ်ဒီအာဏာပိုင်တွေပေါ့နော်တခြားသောနိုင်ငံကအာဏာပိုင်တွေသူတို့ရဲ့နိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်ပြီဆိုလို့ရှိရင်ဒါသူတို့ရဲ့ပြည်သူကိုလေအစင်တစိုက်နံပါတ်1ထားပြီးတော့ကျွန်တော်ကယ်ဆယ်ရေးတွေလုပ်ပေးတာနော်လေယာဉ်တွေနဲ့ကယ်ဆယ်ရေးလုပ်ပေးတယ်ထိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ရေကြီးတယ်ကျွန်တော်လေယာဉ်တွေနဲ့ကယ်ဆယ်ရေးတွေလုပ်ပေးတယ်နော်တရုတ်မှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲတခြားသောနိုင်ငံတွေတော်တော်များများမှာလေသူတို့ရဲ့နိုင်ငံမှာတဘာဝဘေးအန္တရာယ်ကြားရောက်လာပြီဆိုလို့ရှိရင်ဒါပြည်သူကိုတန်ဖိုးထားတယ်ပြီးလို့ရှိရင်ကယ်ဆယ်ရေးလုပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းဘယ်တော့မှကျွန်တော်တို့လေမညှင်းဘူးဗျာချက်ချင်းလက်ငင်းလုပ်ပေးတာပေါ့နော်ဒါသူ့ရဲ့ပြည်သူကိုဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ပြည်သူကိုတန်ဖိုးမထားဘူးဗျာအဲ့ဒီတစ်ချက်ဝမ်းနေဖို့ကောင်းတယ်သိလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကပြည်သူကိုတတ်ဖို့ကြတော့ဗျာလေရင်တွေအများကြီးရှိတယ်ဒါပေမဲ့တဘာဝဘေးအန္တရာယ်ကြုံလာတဲ့ချိန်မှာပြည်သူကိုကယ်ဖို့အတွက်လေရင်မရှိဘူးနော်အဲ့ဒီတစ်ချက်ဝမ်းနေဖို့ကောင်းတယ်နော်သိလားကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီဆိုင်ကလုန်းနှာကစ်မှုန်တိုင်းပေါ့နော်ဒါ2008ခုနှစ်ကလည်းဒါတစ်ခါတိုက်ခဲ့တယ်အဲ့တော့ကလည်းဒီတိုင်းပဲဒါတေကြီးပျက်စီးအားလုံးဘီးစီးမှဒါတော့မှပဲကေဇယ်ကြီးရောက်မလာကြသေးဘူးနော်အခုဒီကျွန်တော်တို့ AR တိုင်းမှာရေကြီးနေတယ်ဒါပေမဲ့ကေဇယ်ကြီးတွေတိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ဒါကလေတကယ်ကိုမှဝမ်းနည်းစရာကောင်းတာသိလားတခြားသောနိုင်ငံကအာဏာပိုင်တွေအစိုးရတွေကသူတို့ရဲ့ပြည်သူကိုဘယ်လောက်ထိတန်ဖိုးထားတယ်လဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လက်ရှိတာဝန်ယူထားတဲ့အာဏာပိုင်တွေအစိုးရတွေကကြတော့နေရာရဖို့အတွက်ပဲသူတို့စူးစမ်းတာနော်သိလားမင်းအောင်လိုက်ဆိုလို့ရှိရင်ဒါရေဘေးတင်းတဲ့နေရာကိုသွားတယ်ဘာနဲ့သွားလဲဆိုလို့ရှိရင်တော့လေရင်နဲ့သွားပြီးတော့ကြည်တာပေါ့ဗျာအဲ့တော့လှူလိုက်တဲ့ခါမှာဆိုလို့ရှိရင်လည်းဒါကြက်ဥလေးကနည်းနည်းစီလေးကနည်းနည်းဆန်လေးကနည်းနည်းဒီလောက်ကလေးနဲ့ပဲသွားပြီးတော့လှူတာနော်စဉ်းစားတာကြည့်လိုက်ဗျာနော်တခြားသောနိုင်ငံတွေမှာသူတို့ရဲ့အစိုးရတွေသူတို့ရဲ့အာဏာပိုင်တွေကသူတို့ရဲ့ပြည်သူပေါ်မှာဘယ်လောက်ထိစေတနာမေတ္တာတွေထားလဲကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့အာဏာကြတော့သူကတည်မြဲခြင်းနဲ့အာဏာကိုတက်ဆိုးရှည်ခြင်းနဲ့ဒါပေမဲ့ပြည်သူလူထုရဲ့ဘဝကိုကြတော့တန်ဖိုးမထားဘဲနဲ့နင်းချေပစ်တာဒီလားနေ့စဉ်နဲ့မျှလေရင်နဲ့ဘုံကျဲတဲ့လေရင်တွေအများကြီးပဲရှိတယ်ဒါပေမဲ့ပြည်သူကိုကယ်ဖို့အတွက်လေရင်မရှိဘူးတကယ်ကိုမှဝမ်းနည်းစရာကောင်းတယ်သိလား